ပတ်စံရှိတာနဲ့ချမ်းသာတာဟာအပေါ်ယံကြည့်ရင်အတူတူရှိပေမဲ့တကယ်တမ်းမှာတော့အနှစ်သာရအများကြီးကွာခြားပါတယ်။ဒါကိုရှုထောင့်အချို့ကနေခွဲခြမ်းကြည့်ရအောင်။ပစ္စည်းဥစ္စာနဲ့စိတ်ချမ်းသာမှုပတ်စံကအတုံးဆောင်ပစ္စည်းတွေအစဉ်ပြေမှုတွေနဲ့အကာအကွယ်တွေကိုဝယ်ယူပေးနိုင်တာမှန်ပါတယ်။ဒါပေမဲ့စိတ်ပီစီမှုတွေကြောက်ရွံ့မှုတွေနဲ့လောဘတွေပြည့်နေရင်ပတ်စံဘလောက်ချီချီအဲ့ဒီလူဟာစိတ်ပိုင်းဆိုင်ရာအရာဆင်းရဲနေတူတာဖြစ်ပါတယ်။မွေနဲ့ကုသမှုကိုဝယ်လို့ရပေမဲ့ပျောက်ကွယ်သွားတဲ့ကျန်းမာရေးစစ်စစ်ကိုတော့မွေနဲ့ပြန်ဝယ်လို့မရနိုင်ပါဘူး။ပတ်စံအများကြီးရှိပေမဲ့အတုံးဆွဲမတက်ရင်စီမံခန့်ခွဲမှုမရှိရင်အဲ့ဒီမွေကခလာလေးနဲ့ကုန်သွားနိုင်ပါတယ်။မွေကိုဘယ်လိုခြာရမလဲဘယ်လိုထိန်းသိမ်းရမလဲဘယ်လိုပွားမျိုးလုပ်ရမလဲဆိုတဲ့အတိပညာမရှိရင်ပတ်စံရှိတာယာယီတာဖြစ်ပါတယ်။တကယ်ချမ်းသာတဲ့လူဆိုတာမွေကြီးအပြင်တခြားသောပိုင်ဆိုင်မှုတွေပါရှိနေကြတဲ့လူတွေပါ။မေတ္တာနဲ့တန်ရောစဉ်မိသားစုတငယ်ချင်းကောင်းတွေနဲ့နှွေးထွေးတဲ့ဆက်ဆံရေးရှိတာဟာကြီးမားတဲ့ချမ်းသာမှုပါတပားသူအပေါ်စာနာမှုရှိပြီးတော့လူပွဲစည်းကလေးစားရသူဖြစ်ဖို့ဆိုတာကတော့မွေရှိုံနဲ့မရနိုင်ပါဘူးအနှစ်ချုပ်ပြောရရင်တော့ပတ်စံရှိတာဟာရှင်တန်ထိုင်မှုအတွက်လိုအပ်တယ်ဆိုပေမဲ့ချမ်းသာတာကတော့ဘဝတစ်ခုလိုပြည့်စုံမှုအတွက်ဖြစ်ပါတယ်ပတ်စံရှိုံနေနဲ့မကပဲစိတ်ချမ်းသာမှုအတိပညာနဲ့ကိုကျင်တရားတွေပါပြည့်စုံမှတာတကယ်ကိုချမ်းသာသူလို့ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်မိတ်ဆွေတို့ရောဘယ်လိုထင်ပါလဲမိတ်ဆွေတို့အတွက်ချမ်းသာခြင်းရဲ့အတိတ်ဘက်ကဘာဖြစ်မလဲကွန်မန့်မှာမျှဝေပေးနိုင်ပါတယ်